အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Just Sport Channel လေးကကြိုဆိုလိုက်ပါတယ် Premier League ပွဲစဉ်တွေဟာဆိုလို့ရှိရင်တော့မနေ့ပြန်ကတောက်ကြနေဆိုလို့ရှိရင်စတင်ပြီပဲဖြစ်ပါတယ်ဒီနေ့ကြာသပတေးနေ့ညမှာဆိုလို့ရှိရင်တော့ Europa League ခြေစစ်ပွဲစဉ်တွေရှိပြီးတော့ဒီဗီဒီယိုဖိုင်ထဲမှာခြေစစ်ပွဲစဉ်တွေကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ကြာသပတေးနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ကန်ရက် MRT တင်းဟာအင်္ဂွင်းမှာအန်ဒါလက်တင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ကိုင်ရ MRT အသင်းဟာဆိုလို့ရှိရင်တော့ကာဇက်စတန်ကလပ်အသင်းဖြစ်ပြီးတော့အန်ဒါလက်အသင်းကတော့ဘယ်လ်ဂျီယံကလပ်အသင်းဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ဝေးကွင်းကလာကစားရတဲ့အန်ဒါလက်အသင်းဟာအင်ရှင်ကိုင်ရ MRT အသင်းကိုဘော်ဒီပေါက်ကြီးလည်းပဲ90ရှုံးကြေးပြန်ပေးထားတာပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့အန်ဒါလက်အသင်းဟာခြေစွမ်းနဲ့အတွေ့အကြုံဝိုင်းမှာကိုင်ရ MRT အသင်းထက်နည်းငယ်ပိုတာနေတာပဲဖြစ်ပါတယ်ကိုင်ရ MRT အသင်းရဲ့အိမ်ဝင်းနောက်ဆုံး၅ပွဲရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အိမ်ဝင်းကစားထားတဲ့နောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်၁ပွဲရှုံးထားတာပဲဖြစ်ပါတယ်ဘယ်လ်ဂျီယံကလပ်အန်ဒါလက်အသင်းရဲ့အဝေးကွင်းနောက်ဆုံး၅ပွဲရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်၂ပွဲနိုင်၂ပွဲရှုံးပြီး၁ပွဲတည်ကျထားတာပဲဖြစ်ပါတယ်အန်ဒါလက်အသင်းဟာဆိုလို့ရှိရင်ဒီပွဲစဉ်မှာအတွေ့အကြုံနဲ့ခြေစွမ်းပိုင်းပိုတာတာမှန်ပေမဲ့လည်းအင်ရှင်ကိုင်တဲ့ MRT အသင်းတို့တေးခံကန်သွားမယ်လို့ခန့်မှန်းပေးနေပြီးတော့ကိုင်တဲ့ MRT ဘော်ဒီနဲ့ကိုအောက်ကိုပဲရွေးချက်ပေးပါတယ်ဒီနေ့ကြာသပတေးနေ့ည10:00နာရီခွဲမှာဆိုလို့ရှိရင်တော့ Europa League ခြေစစ်ပွဲစဉ်အဖြစ်ဆဲလ်ဘတ်တင်းဟာဆွီဒင်ကလပ်အန်ဂျေးပိုင်တင်းရဲ့အိမ်ဝင်းကိုတောက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ဆဲဘတ်တင်းဟာအင်ရှင်အန်ဂျေးပိုင်တင်းကိုဘော်ဒီပေါက်ကြီးတရေရှုံးကြေးပေးထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှု20စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်ဆွီဒင်ကလပ် MJ ပိုင်တင်းဟာဆိုလို့ရှိရင်ဆဲဘတ်တင်းနဲ့ရှင်မယ်ဆိုလို့ရှိရင်အတွေ့အကြုံရောလူဝင်အားမှာပါတော်တော်လေးကိုအားနည်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ဝင်းဖြစ်ပေမဲ့လည်းဆဲဘတ်တင်းကိုတေးခံကန်ဖို့တောင်ခဲရင်အောင်မှာပဲဖြစ်ပါတယ်အတွေ့အကြုံနဲ့လူစင်းအင်အားပိုတာတဲ့ဆဲဘတ်ဘော်ဒီကိုပဲရွေးချက်ပေးပါတယ်ဒီနေ့ညမှာနောက်ထပ်ကံမဲ့ယူရိုပါလိပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပိုလန်ကလပ်ဂျာဂျီလိုနီယာအသင်းဟာအိမ်ဝင်းမှာအိုင်ဘီရီးယားအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ဂျာဂျီလိုနီယာအသင်းကအိုင်ဘီရီးယားအသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရှု40ရှုံးဆိုကြေးပေးထားတာပဲဖြစ်ပါတယ်ပိုလန်ကလပ်ဂျာဂျီလိုနီယာအသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းခြေစံတော်တော်လေးကောင်းမွန်ပြီးတော့စပါတာပရက်နဲ့ရိန်းဂျာတို့လိုအသင်းတွေကိုတော့မှအိမ်ဝင်းမှာအနိုင်ကစားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာလည်းအနိုင်ကန်အောင်မှာပဲဖြစ်ပါတယ်။ဂိုးပြတ်မပြတ်ကိုသာကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်ရှင်ဂျာဂျီလိုနီယာဘော်ဒီကိုပဲရွေးချက်ပေးပါတယ်။ဒီနေ့ကြာသပတေးနေ့ညမှာနောက်ထပ်ကံမဲ့ယူရိုပါလိခြေစစ်ပွဲစဉ်ဟာဆိုလို့ရှိရင်တော့တူရကီထိပ်သီးကလပ်ဘီစစ်တပ်အသင်းဟာအိမ်ဝင်းမှာကူနိုဆယ်ကလီအသင်းကိုအခမ်းအမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ဘီစစ်တပ်အသင်းကဘော်ဒီပေါက်ကြီးနှလုံးရှု60ရှုံးကြေးပေးထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှု90ရှုံးကြေးပွင့်ထားတာပဲဖြစ်ပါတယ်ဘီစစ်တပ်အသင်းဟာဆိုလို့ရှိရင်ကစားပုံကောင်းပုံပေမဲ့လည်းဂိုးရယူမှုပိုင်းမှာဆိုလို့ရှိရင်တော့တော်တော်လေးအားနည်းနေသေးတာပဲဖြစ်ပါတယ်ဂိုးပြတ်မရှုံးနိုင်တဲ့ကူနိုဆယ်ကလစ်ဘော်ဒီနဲ့ကိုအောက်ကိုပဲရွေးချက်ပေးပါတယ်ဒီနေ့ညမှာကစားမဲ့နောက်ထပ်ယူရိုပါလိခြေစစ်ပွဲစဉ်ဟာဆိုလို့ရှိရင်တော့မိုဟာမက်ဆာလက်သွားကစားနေတဲ့ Trabzonspor အသင်းဟာအိမ်ဝင်းမှာဖီရန်ကာဗာရိုအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ် Trabzonspor အသင်းဟာဆိုလို့ရှိရင်တော့တူရကီကလပ်အသင်းဖြစ်ပြီးတော့ဖီရန်ကာဗာရိုအသင်းဟာဆိုလို့ရှိရင်တော့ဟန်ဂရီကလပ်အသင်းပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ Ancient Trabzonspor အသင်းဟာဘော်ဒီပေါက်ကြီးတစ်လုံးရှု90သားဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှု90သားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်တူရကီကလပ် Trabzonspor အသင်းဟာဆိုလို့ရှိရင်တူရကီလိမှာဂါလာတာစရေဘီစစ်တပ်ဖီနာဘာချီတို့ပြီးလို့ရှိရင်အင်အားကြီးမားဆုံးအသင်းကလပ်ဖြစ်ပေမဲ့လည်းဟန်ဂရီကလပ်ဖီရန်ကာဗာရိုအသင်းဟာဆိုလို့ရှိရင်လည်းကစားပုံကျစ်လက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်ရှင်အားသာချက်ရှိပေမဲ့လည်းဂိုးပြတ်နိုင်ရရှိဖို့တော့ခဲရင်မှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တေရလက်နဲ့ပြီးဆုံးဖို့များနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝေးကလာကစားရတဲ့ဖီရန်ကာဗာရိုဘော်ဒီကိုပဲရွေးချက်ပေးပါတယ်ဒီနေ့ကြာသပတေးနေ့ညတနာရီခွဲမှာဆိုလို့ရှိရင်တော့ပေါ်တူဂီထိပ်သီးကလပ်ဘင်ဖီကာအသင်းဟာအိမ်ဝင်းမှာအာဟူအသင်းနဲ့ယူရိုပါလိခြေစစ်ပွဲစဉ်ကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအင်ရှင်ဘင်ဖီကာအသင်းဟာဘော်ဒီပေါက်ကြီးနှလုံးရှုရင်90ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်ဘင်ဖီကာအသင်းဟာအပြတ်သက်သားလွန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘင်ဖီကာအသင်းရဲ့သွင်းဂိုးတွေကိုပဲရေတွက်ရမှာပဲဖြစ်ပါတယ်ဘင်ဖီကာဘော်ဒီကိုပဲရွေးချက်ပေးပါလေဒီနေ့ကြာသပတေးနေ့ည7:00နာရီခွဲမှာဆိုလို့ရှိရင်တော့နော်ဝေးကလပ်လိုင်းနီစတုန်းအသင်းဟာအနာတီယာအသင်းရဲ့အိမ်ဝင်းကိုယူရိုပါလိခြေစစ်ပွဲဖြစ်သွားအောင်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်လိုင်းနီစတုန်းအသင်းကအင်ရှင်အနာတီယာအသင်းကိုဘော်ဒီပေါက်ကြီးတည်ရှုံးဆိုကြေးပေးထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အဝေးကွင်းကလာကစားရတဲ့ Line Stone ဟာဘော်ဒီဂျီကပြန်ပေးထားတာမှန်ပေမဲ့လည်း Evania ကလပ်အနာတီယာအသင်းဟာဆိုလို့ရှိရင်လည်းအိမ်ဝင်းခြေစံထူကောင်းမွန်တာဖြစ်ပါတယ်အိမ်ဝင်းနောက်ဆုံးကစားထားတဲ့9ပွဲမှာ4ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့တပွဲသာတည်ချထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်အင်ရှင်အနာတီယာအသင်းတို့အနေဆုံးတည်ကံမယ်လို့ခံမှန်းပေးခြင်းပြီးတော့အနာတီယာဘော်ဒီကိုပဲရွေးချက်ပေးပါတယ်
ဒီနေ့ဂျန်သာရီနေ့ညမှာနောက်ထပ်ကစားမဲ့ယူရိုပါလိခြေစစ်ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပိုလန်ကလပ်လက်စ်ပိုတန်တင်းဟာအိမ်ဝင်းမှာဆွစ်ဇာလန်ကလပ်3တင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်လက်စ်ပိုတန်တင်းဟာဘော်ဒီပေါက်ကြီးတစ်လုံးရှု10ပြားစားဆိုချေးပေးထားပြီးတော့ကိုပေါင်းစိတ်က3လုံးရှု20စားဆိုချေးဖွင့်ထားတာပဲဖြစ်ပါတယ်ဆွစ်ဇာလန်ကလပ်3တင်းဟာဆိုလို့ရှိရင်အိမ်ဝင်းခြေစံကောင်းမွန်ပေမဲ့လည်းအဝေးဝင်းခြေစံကတော့တော်တော်လေးကိုမတည်ငြိမ်တာပဲဖြစ်ပါတယ်အိမ်ဝင်းခြေစံကောင်းမွန်တဲ့ let's posen တင်းရဲ့အိမ်ဝင်းမှာအသေးတမရရှိဖို့တောင်ခဲရင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ancient let's posen body ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ဂျာသာရီနေ့ည12နာရီခွဲမှာဆိုလို့ရှိရင်တော့ Belgian ကလပ်အသင်းဖြစ်တဲ့ Saint Trudency အသင်းဟာအိမ်ဝင်းမှာ Omonia အသင်းကို Europa League ခြေစစ်ပွဲစဉ်ဖြစ်ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Ancient Saint Trudency အသင်းက Omonia အသင်းကို body ပေါက်ကြီးတစ်လုံးရှု90သားချေးပေးထားပြီးတော့ကိုပေါင်းစိတ်က3လုံးရှု80သားဆိုချေးပွင့်ထားတာပဲဖြစ်ပါတယ်ဒီနှစ်သင်းလုံးဟာဆိုလို့ရှိရင်တိုက်စစ်တဲ့ခံစစ်ကိုအားပြုလွန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာသွင်းကိုတွေကိုမြင်တွေ့ရဖို့ခရင်အောင်မှာပဲဖြစ်ပါတယ်အဝေးကွင်းကလာကစားရတဲ့ Omonia အသင်းဟာခန်းစစ်ကိုပိတ်ကစားလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာ Omonia ပေါ်ဒီနဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါတယ်ဒါလေးကတော့ဒီနေ့ဂျန်သာရီနေ့ညမှာကန်ကြမယ်ယူရိုပါလိခြေစစ်ပွဲစဉ်တွေကိုပွဲကြိုခန့်မှန်းသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့နဲ့အကြိုက်တွင်ဆော့လို့ရပြီးကြိုက်မတွင်ဘက်ကန်လို့ရပါတယ်ဆုံးထိကြည့်ပေးတဲ့ညီကိုအားလုံးကျေးဇူးများကြီးတင်ပါတယ်